안녕하세요, 여러분. 만니가 띠아제명 쪽빛사무이웨고 윈피케레 뚜이종리료 쉐어링 루비즈마레 아쿠레 라메 셀라바이 말레 상원 타시바레 쪽빛 에장고 삽비하면 소이노 쪽빛 1 နဲ့ 2 ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်အဲ့တော့ topic 2ကိုဖြည့်ရသူတွေကပိုများတော့ topic 2ကိုပဲအဓိကထားပြီးတော့ပြောပြပေးပါမယ် topic 2မှာဖြည့်ရမှာက3ပိုင်းရှိပါတယ် listening writing reading 3ခုဖြည့်ရပါတယ်ပထမဆုံး listening နဲ့ writing ကိုဖြည့်ပြီးတော့15မိနစ်လောက်နားပြီးတော့မှ reading ကိုဖြည့်ရပါတယ်ကဲဒါဆိုရင်ဒီတစ်ခေါက်မေးသွားတဲ့စီကီမေးခွန်းနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမယ်ဒီတစ်ခေါက် writing စီကီ54မေးခွန်းကဘာမေးသွားလဲဆိုတော့ဂျီနီအင်ကုံAI အကြောင်းကိုမေးသွားပါတယ်အခုခေတ်မှာဆိုလို့ရှိရင် AI ကိုအသုံးများလာကြတယ်ပေါ့နော်အဲ့တော့ AI ကိုအသုံးပြုခြင်းရဲ့ဂျန်ကျော်ကောင်းကျိုးတွေကဘာတွေလဲပြီးတော့မူကျင်းကျော်ဆိုးကျိုးတွေကဘာတွေလဲဒီဆိုးကျိုးတွေကိုဘယ်လိုမျိုးဖြေရှင်းရမလဲဒီ၃ချက်ကိုကိုးကားပြီးတော့ရေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ AI အကြောင်းကကြတော့တော်တော်များများရေးနှီးပြီးသားဖြစ်မှာပါအမြဲတမ်း writing မှာဆိုလို့ရှိရင်လည်းအမြဲတမ်းပါနေကြခေါင်းစဉ်ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းနှီးပါပေါ့နော်အကုန်လုံးဖြည့်နိုင်ကြမယ်လို့ထင်ပါတယ်အဲ့တော့ဒီတစ်ခေါက်စီကီမေးခွန်းကတိတ်မခတ်ပါဘူးစီကီဖြည့်တဲ့အချိန်မှာလူတိုင်းလူအခက်တွေ့တာကဘာလဲဆိုတော့အချိန်မလောက်တာဖြည့်လို့မပြီးတာပေါ့နော်54ကိုတပိုင်းတစ်ပြက်တဝက်တစ်ပြက်နဲ့ခြံခဲ့ရတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဆက်စချင်း51 52ကိုဖြည့်ရတယ်ပေါ့နော်အဲ့တော့51 52ကိုမဖြည့်ဘဲနဲ့53ကိုအရင်ဖြည့်53ဖြည့်ပြီး54ကိုဖြည့်နောက်ပြီးတော့မှအကုန်လုံးပြီးတော့မှစောင်းမွဲဖြည့်အချိန်ပြီးဖို့9မိနစ်10မိနစ်လောက်ပဲကြံတော့တယ်ဆိုမှဒီအပေါ်ကခြံခဲ့တဲ့51 52ကိုလာဖြည့်အဲ့လိုမျိုးလုပ်တာကပို့ပြီးတော့အချိန်ကို manage လုပ်ဖြစ်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့51 52ဆိုတာကတစ်ချောင်းစီပဲရေးရတယ်လေနော်အဲ့တော့အချိန်လဲတိတ်မလိုအပ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီနှစ်ပုတ်ကိုအရင်ဆုံးဖြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုကမလိုအပ်ပဲနဲ့အချိန်တွေကိုသုံးမိသွားသလိုဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နောက်ပိုင်းအပုတ်ကြီးတွေမှာရေးဖို့အချိန်မလောက်တာတော့အဲ့လိုမျိုးဖြစ်တတ်ပါတယ်အဲ့တော့ဒီတချောင်းစီရေးရတဲ့ပုံနှစ်ပုတ်51 52ကိုနောက်ဆုံးမှဖြည့်ဖို့အကြံပေးချင်ပါတယ်နောက်တစ်ခုကတော့ EG ပဲဖြစ်ပါတယ်ဒီတစ်ခါ reading မိကွန်းကလွယ်တော့မလွယ်ဘူးပေါ့နော်ခက်တက်တဲ့ပါပါတယ်ခက်ပါတယ်အဲ့တော့တော်တော်များများဘာဖြစ်ကြလဲဆိုတော့အချိန်မလောက်ကြဘူးပြီးအောင်မဖြေနိုင်ကြဘူးပေါ့နော်ဘာလို့လဲဆိုတော့စာပိုက်တွေက reading ဆိုတာကစာပိုက်တွေတစ်ပိုက်လုံးဖတ်ပြီးတော့မှဒီအဖြေကိုရွေးရတာလေအဲ့တော့စာပိုက်ကအရန်ခက်နေတော့ဒီနောက်ပိုင်းအပုတ်ကိုမရောက်နိုင်တော့ဘူးပေါ့အဲ့လိုမျိုးဖြစ်ကြပါတယ်အဲ့တော့အဲ့လိုမျိုးခက်တဲ့မိကုန်းရင်လည်းတိုးလို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတာကိုပြပါမယ်အကြံပေးချင်တာကတော့ဒီလိုမျိုးခက်တဲ့မိကုန်းရင်လည်းတွေ့လို့ရှိရင်ပေါ့နော်ဒီနောက်ပိုင်းအပုတ်တွေကိုရောက်လာပြီဆိုလို့ရှိရင်တစ်ပိုက်လုံးကိုမဖတ်ပါနဲ့စာပိုက်ကိုမဖတ်ဘဲနဲ့အဖြေကိုအောက်ကအဖြေ၄ချောင်းကိုအရင်ဖတ်ပြီးပါအဖြေ၄ချောင်းအရင်ဖတ်ပြီးတော့မှအပေါ်ကစာပိုက်မှာအဲ့အဖြေနဲ့ကြိုက်တဲ့အချက်တွေကိုရွေးထုတ်အဲ့လိုဖြေတာကပို့ပြီးတော့မြန်မယ်လို့ထင်ပါတယ်ကိုကဘလောက်ပဲစာဖတ်တာမြန်နေပါစေဒီလိုမျိုးမိကွန်းအရန်ခက်နေလို့ရှိရင်ဘလို့မှဖြေလို့မပြီးပါဘူးအဲ့တော့ပြောချင်တာကဒီအောက်ကအဖြေကိုအရင်ကြည့်ပေါ့နော်အရင်ဖတ်အဖြေတွေကိုဖတ်ပြီးတော့မှဒီအဖြေနဲ့ကြိုက်တဲ့ဟာကိုအချက်တွေကိုစာပိုက်မှာကောက်ပြီးတော့ရွေးထုတ်ပေါ့နော်စာပိုက်မှာရွေးထုတ်အဲ့နီလန်ကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ဒူကီကကြတော့အချိန်မလောက်မှစိတ်မပူရဘူးဒါတခုကောင်းတာပေါ့နော်သူရဲ့အတန်ဖိုင်ကပြီးသွားပြီဆိုလို့ရှိရင်ပြီးသွားပြီပဲလေနော်အဲ့ဒါကြောင့်အချိန်မလောက်မှတော့မပူရဘူးတခုတည်းထားမှာကအတန်ဖိုင်ဖွင့်မှဒီအဖြေတွေကိုလိုက်ဖတ်တာမျိုးမလုပ်ပါနဲ့အတန်ဖိုင်မဖွင့်ခင်အဖြေတွေကိုကြိုပြီးတော့လိုက်ဖတ်ထားဖို့လိုပါတယ်ဒါလည်းစာမြန်ဖတ်နိုင်ဖို့လိုတယ်ပေါ့နော်ဒီနေရာမှာစာဖတ်မြန်တဲ့သူကတော့တာသွားမှာပဲအဲ့တော့အတန်ဖိုင်ဖွင့်ပြမှဒီအပုတ်ရဲ့အဖြေတွေကိုလိုက်ဖတ်နေလို့ရှိရင်ဒီအတန်ဖိုင်ကိုအတန်ကိုမကြားလိုက်ရဘူးအတန်ကိုမကြားလိုက်ရတော့အဖြေကဘာမှမသိတော့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့အတန်ဖိုင်မလာခင်ဒီအပုတ်ရဲ့အဖြေတွေကိုအကုန်လုံးကိုကြိုဖတ်ထားဖို့လိုပါတယ်
listening မှာတော့တတိထားမယ်အချက်ကတော့ဒါပါပဲအဲ့လိုမျိုးပဲခုနပြောသွားတဲ့အချက်တွေကိုတေချာလေးလိုက်လုပ်နိုင်မယ်ဆိုရင်တော့အကုန်လုံးဖြည့်နိုင်မှာပါဒါကတော့ကိုဖြည့်ခဲ့တဲ့အတွေ့အကြုံလေးကိုပြန်ပြီးတော့ sharing လုပ်ပေးတာပါနောက်ဖြည့်မဲ့သူတွေလည်းတတိထားလို့ရအောင်ပေါ့နော်자 그럼 여기까지입니다 네 좋은 밤 되세요